အားလုံးပဲမင်္ဂလာပါရှင်ယူရိုရဲ့ဒီရထက်ပါဒီနေ့တော့ထက်တို Miss Chatto Chat Shopping Mall ရဲ့20ဘတ်တန်ကွက်တီကိုလေးသွားစားမှာဖြစ်ပါတယ်ဒီဆိုင်လေးရဲ့နာမည်ကတော့ဖရာနှခုံဘုံလို့ရဖြစ်ပြီးတော့ထိုင်းလို့ဆိုရင်တော့ကွက်တီကို Road ဖရာနှခုံလို့ခေါ်ပါတယ်ဒီဆိုင်လေးကနာမည်ကြီးဆိုင်လေးဖြစ်ပြီးတော့ထိုင်းနိုင်ငံအနှံ့မှာဆိုင်ခွဲတွေအများကြီးရှိပါတယ်ရှင်ထက်တိုကတော့အခု Miss Chatto Chat ရဲ့ဆိုင်ခွဲလေးမှာသွားစားဖြစ်တာပါလာစားတဲ့လူတွေများတဲ့အတွက်ကြောင့်မလို့နံပါတ်လေးတွေယူပြီးစောင့်နေရတာပါရှင်ဒီဆိုင်မှာကွက်တီကိုရတာ၄မျိုးရပါတယ်ရှင်20ဘတ်တန်ပွဲသေးလေးတွေလည်းရှိပြီးတော့ဘတ်80တန်ပွဲကြီးလည်းရှိပါတယ်အဲ့ဒါအပြင်အကျော်လေးတွေအချိုပွဲတွေအေးတွေရီတွေလည်းမှာလို့ရပါတယ်ခဏဆောင်ပြီးသွားတဲ့နောက်မှာတော့ထပ်ထုတ်ဝိုင်းနေရလေးရပါပြီရှင်အခုကတော့ထပ်ထုတ်မှာထားတဲ့ကွေတီကိုလေးတွေရောက်ပါပြီရှင်ထပ်ထုတ်ကတော့အခုလောလောဆယ်ကွေတီကိုပွဲသေး9ပွဲပဲမှာထားပါတယ်ကွေတီကိုကအများကြီးကြိုမှာထားလို့ရှိရင်ပွာသွားတတ်တာဖြစ်လို့စားနေရင်လည်းမလောက်လို့ရှိရင်ထပ်မှာမယ်လို့စိတ်ကူးထားတာပါရှင်နောက်ထပ်မှာပြတာလေးကတော့ပြည်ကြီးငါးကွင်းကြော်လေးပါဒီဆိုင်ရောက်လို့ရှိရင်ကွေတီကိုအပြင်သူ့ဆိုင်ရာပြည်ကြီးငါးကွင်းကြော်လေးလည်းစားကြည့်တင်ပါတယ်တော်တော်လေးစားလို့ကောင်းပါတယ်ရှင်ဒါကတော့ကွေတီကိုအတုပ်လေးပါသူ့ဆိုင်ရာကွေတီကိုအတုပ်လေးကလည်းတော်တော်လေးစားကောင်းတဲ့အထည်ပါပါတယ်ရှင်ဒါလေးကတော့တုံရမ်းကွေတီကိုကွေတီကိုခောက်ဆွဲနေပါရှင်သူဆိုင်မှာကခောက်ဆွဲ၄မျိုးလောက်ရပြီးတော့ဒါကတုံရမ်းကွေတီကိုအရေးကိုကွေတီကိုခောက်ဆွဲနေစားတာပါဒီကောင်လေးကတော့ပြည်ကြီးငါးကွင်းကြော်လေးဖြစ်ပါတယ်ရှင်ဒီအခုဟာကတော့တုံရမ်းကွေတီကိုအရေးကိုဗမီခောက်ဆွဲနဲ့စားတာပါရှင်တုံရမ်းခောက်ဆွဲပြုတ်အရသာလေးနဲ့ဆင်ပါတယ်ဒီဆိုင်မှာကတစ်ခါစားလို့ရှိရင်ပွဲသေး၄ပွဲဘတ်80ဖိုးလောက်မှပဲတယောက်ကောင်းကောင်းဝရတယ်ပေါ့နော်အဲ့တော့ပွဲကြီးတစ်ပွဲတည်းဘတ်80တန်းမှမှာကြံလို့ရှိရင်ဒီလိုမျိုးပွဲသေး၄ပွဲ၅ပွဲမှာပြီးတော့အရသာအဆုံးစားလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ထပ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ထပ် YouTube channel လေးကိုလည်းlike and subscribe လေးလုပ်သားပေးကြပါအောင်ရှင်တတ်တာ